ဒါငါတို့ရဲ့ငယ်ဘဝတခြင်းလေးဆိုတော့လှုပ်လို့မရခေါ်နေတော့ကနိုင်တလုံးကအိမ်ကိုရောက်လာတဲ့နိုင်လက်တပါတာကြီးကဘာလုံးရပါလဲဘာလဲဒီအောင်ပတ်ချီတော့မှငါကောင်းကောင်းနားလဲပဲတစ်စဲပုံစံမျိုးစုံထိုင်ငါပြောတာတကယ်ကိုမိုက်ပါတဲ့ညကမီးတော့မကောင်းဘူးကောင်းကောင်းလဲတိတ်ဆုံးနဲ့လက်လေးပဲနဲ့ပြတ်စားတော့မိက